အားလုံးမင်္ဂလာပါဗျာမိုးစောကြပါခင်ဗျာဖရာတရားတန်ကမိဘဆရာသမားကျေးဇူးရှင်ကြီးများသူတော်ကောင်းကြီးများနဲ့ကျွန်တော်မိုးစောကျတဲ့အသက်ကုံဝါဉာဏ်ပညာပုံမကြီးမားကြတဲ့ပုဂ္ဂိုလ်အပေါင်းကိုမိုးစောကျနေ့စဉ်ဥညွတ်ရိုသေပြုရှိခိုးကြလိုက်ပါခင်ဗျာကာယကံဝစီကံမနောကံကံသုံးပါးနဲ့ပြင်မမိတဲ့ကျူးလွန်မိတဲ့အပြစ်တွေကြေးပါစေဆိုပြီးတော့အများတန်းရှိခိုးကြတော့တာပါအဲ့ဒီကြတော့ရတဲ့အကျိုးကျေးဇူးကြောင့်အကျိုးအားကြောင့်လည်းအနန္တစကြဝဠာအတွင်းမိတဲ့နေထိုင်ကြတဲ့လူနဲ့ပြမသရဝါအပေါင်းဘေးရန်ကတ်သိငြိမ်းကြပါစေဒေါသကတ်သိငြိမ်းကြပါစေဆင်းရဲကတ်သိငြိမ်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေလို့လည်းနေ့စဉ်ကျွန်တော်မေတ္တာများပို့လျက်ပါခင်ဗျာအဲ့တော့အားလုံးဘေးရန်နေခင်းကြပါစေကောင်းကျိုးလို့ရင်ဆန္ဒများအများဆုံးတစ်လုံးတစ်ဝတည်းပြည့်စုံကြပါစေဆရာကောင်းတဲ့တွေ့လို့ပါကွန်နိုင်များတို့လို့ပြောရှင်ပေါ်ရမိသားစုဘဝများလည်းပိုင်ဆိုင်နိုင်ကြပါစေဘဝကိုအခက်အခဲမရှိပဲနေ့စဉ်လွယ်ကူစွာပြောရှင်ခြင်းများစွာဖြင့်ဖြတ်သန်းနိုင်ကြတဲ့မိသားစုများဖြစ်ကြပါစေဗျာဒါကတော့ကျွန်တော်39948436ကြောင်းတွေကကျွန်တော်နံပါတ်အဟောင်းပါနော်ဒါက399488930611ဆိုတဲ့နံပါတ်အသစ်ပါကျွန်တော်တို့ဒီမှာ line အခက်ခဲကြောင်းပေါ့နော်ရာသီဥတုကြောင်းနေမှာပေါ့အဲဒါကြောင့်ကျွန်တော်ပြီးခဲ့တဲ့ပွဲကဖုန်းဆက်သွယ်ရတာရော message ပို့ရတာရောတော်တော်အဆင်မပြေဖြစ်သွားတော့ကျွန်တော်ဒီနံပါတ်အသစ်ဝယ်လိုက်ပါတယ်နော်98893611ဒါလည်းမတော့ကျဲပါနော်အဲ့တော့ကျွန်တော်စီကိုတစ်ချိန်စာချင်း1000နဲ့ဝယ်ပြီးကန်ဆန်းခြင်းလည်းဝယ်ဖြစ်နှစ်ကုန်ထိလက်တွဲပြီးတော့မမဝင်ခြင်းလည်းဝယ်ဖြစ်နံပါတ်ဆိုရင်3000ခွဲပါနော်နှစ်ကုန်ထိဟုတ်ကဲ့ကျွန်တော်ဒါလေးကြော်ညာတာပါအဲ့တော့ကျွန်တော်ကခုပေါ့နော်15ချိန်မှာကျွန်တော်ရန်ကွက်ထဲက616လို့ပါတော့ထွက်တာက615ဆိုတော့နည်းနည်းတွတ်တော့ရလိုက်တော့ပေါ့ဗျာနော်ဟိုတန်လောက်အောင်တော့မဟုတ်ဘူးပေါ့နော်ကျွန်တော်တို့အကြိုက်ဆုံးကွက်မဟုတ်တဲ့အတွက်အဲ့တော့ကျွန်တော်လူများအဲ့လိုကျွန်တော်လည်းလက်တွဲပြီးကန်ဆန်းညတပဆိုလို့ရှိရင်ဒီနံပါတ်ကိုဆက်သွယ်ပါကျွန်တော်တို့ကြီးညာပြရစီဦးနော်16 19 18 19 20အထိပွဲတိုင်းအောက်ွက်ရှိပါတယ်နော်စိတ်ကြိုက်ွက်ပါဗျာနော်စိတ်ကြိုက်ွက်မှုအောက်ွက်လို့ပြောတာပါအကွက်သေးမဟုတ်ပါနော်တကယ်လို့ဟိုကျွန်တော်စီကိုကန်ဆန်းဖို့တဲ့လူတွေဒီနာဝင်းဝယ်တဲ့လူတွေမှန်ပါတွေကသိပါတယ်နော်ကျွန်တော်ဟိုအောက်ွက်လို့ကျွန်တော်ကြီးညာတယ်ဆိုရင်အနည်းဆုံး5 site 6 site 9 site လောက်ပေါ့နော်အဲ့လောက်ရှိမှကျွန်တော်ကအောက်ွက်လို့ယူဆတာပါနော်ဟုတ်ပြီအဲ့တော့ခုလောလောဆယ်တော့ကျွန်တော်ဒါဟို4 site 5 site လောက်တော့ရှိပြီဗျာနော်ကျွန်တော်ဒီဘွဲတို့ကလည်းအကနန်ကတည်ပြီးဆိုတော့အဲ့ဒီတို့လည်းကြော်ညာပါတယ်နော်16 19 18 19 20ဒီအောက်ွက်ဒီဘွဲတိုင်းရှိပါတယ်နော်အဲခန်းစားညသမားဆိုဒီဖုန်းနံပါတ်ကိုဆက်သွယ်ပါမတောက်ကျဲပါဟုတ်ပြီဗျာအဲ့တော့ကျွန်တော်တို့ site ကြပြရဆိုနော်တော်တော်များများသိပြီးပြီကျွန်တော်3ခန်းမြောက်ကိုကိုင်နေများတယ်နော်4ခန်းမြောက်လည်းတစ်ခါတည်းကိုင်ပါတယ်ကြိုက်ရင်တော့ဗောနော်ဟုတ်ပြီအဲ့တော့ပြကြဆိုတော့ဒီကြပြကြမယ်နော်ပြကြမယ်ဆိုတော့သူကလည်းဒါလေးကသူကအကွာဝေးတရန်းနဲ့ဟာလေးပေါ့နော်ဒီမှာရှေ့ပေါင်းလေးတယ်နော်136ဒီမှာကျတော့လဲ969တဲ့ရှေ့ပေါင်းလေးပဲနော်ဒီမှာကျတော့လဲ684တဲ့ရှေ့ပေါင်းလေးပဲနော်ဟုတ်ပြီအဲ့တော့ဒီပြကြမယ်ဆိုတော့ဟောဒီရှေ့ပေါင်းလေးရဲ့ညာဘက်ကနေပြီးတော့3မှန်တက်တော့နောက်ပေါင်းက6နောက်ကနေ3မှန်ပြန်တက်လိုက်တော့ကွာက1ဒီမှာကခွန်ခါရဲ့ညာဘက်ကနေပြီး6ကျင်တက်လာလို့ရှိရင်ဗရိတ်က3အဲ့ဗရိတ်3ကနေ3မှန်ဇောင်းတက်ပြီးတော့အထက်ကနောက်နှလုံးနဲ့နောက်ဘက်က8လို့ဖြစ်တယ်နော်ကဲအဲ့တော့ဒုတိယကကြည့်ကြအောင်ဆိုဒီမှာရှေ့ပေါင်း4တယ်နောက်ကနေ3မှန်ဇောင်းတက်တဲ့ကနောက်ပေါင်း6ရိုက်တယ်နောက်ကနေ3မှန်ဇောင်းကြကွာ1ပဲဖြစ်တယ်နော်ကွာ1ဖြစ်ပြီးဒီမှာလည်းခွန်ခါရိုက်တယ်နောက်ကနေ6မှန်တက်ရင်ဗရိတ်3မှန်ရိုက်တယ်ဗရိတ်3ကနေ3မှန်ဇောင်းတက်ပြီးအထက်ကနေပြီးတော့နောက်နှလုံးနဲ့နောက်ဘက်ကလည်း8လို့ပဲရိုက်ထားတယ်နော်ကဲဒုတိယကပါဒါတတိယကလာပြီဒီမှာရှေ့ပေါင်း4ရိုက်တယ်နောက်ကနေ3မှန်တက်တော့ဇောင်းတက်လိုက်တော့နောက်ပေါင်း6ရိုက်တယ်နောက်ကနေ3မှန်ဇောင်းတက်တော့ကွာ1ဖြစ်တယ်ဒီမှာလည်းခွန်ခါရိုက်တယ်ညာဘက်ကနေ6မှန်တက်တော့ဗရိတ်3မှန်ရိုက်တယ်3မှန်ဇောင်းတက်ပြီးအထက်မှာ639လို့ဒီမှာလည်းနောက်နှလုံးနဲ့နောက်ပိတ်8လို့ရိုက်ထားတယ်နော်ဟုတ်ပြီကဲအဲ့တော့ကျွန်တော်တို့ကအဲ့ဒါဘာမြင်ရမလဲဆိုတော့ဟောဒီပြောတယ်နောက်ပိတ်နဲ့နောက်နှလုံးနဲ့8လို့ရိုက်လိုက်တာ ਨੇ အဲ့ဒီနှစ်ထဲက16ကျင်ကဏ္ဍပေါ့နော်16ကျင်ကဏ္ဍဒီမှာသူက61လို့တွေ့တယ်နော်61ကဲတခါလေးဖြတ်အောင်နော်ဖြတ်အောင်ဆိုကျွန်တော်မြင်တာလောက်လေးပြမှာရှုပ်သွားမှာဆိုလို့ဒီမှာ61ဆိုတဲ့ကဏ္ဍက6ကအငြိမ်6ကအငြိမ်ကိုသူ့ရဲ့ဘယ်ဘက်က1ကွက်2ကွက်3ကွက်မြောက်ကဒီတစ်ခါကိုတစ်ပိတ်ထည့်တာအဲ့ဒါ61လို့ဖြစ်61လို့ဖြစ်ပြီးဟောဒီ68ဆိုတဲ့ကဏ္ဍကတော့ဒီနောက်နှလုံးပေါင်း6ရဲ့အောက်ကကွက်နော်6ထိပ်ရယ်ဒီဘက်က4ပိတ်ရယ်အထက်က8ထိပ်နော်6ပိတ်4ထိပ်6ထိပ်4ပိတ်8ထိပ်648ဆိုတဲ့ကဏ္ဍကိုအဲ့မှာတကတန့်ထုတ်တာ6ခါကိုနှစ်ပင်ရှေ့3မင်မြောက်ကတစ်ခါကိုတစ်ပိတ်61လို့ထွက်ပြီးရတယ်648ဆိုတဲ့ကဏ္ဍကိုဒီနောက်နှမောင်း6ရဲ့အောက်ကနော်6ထိပ်ရယ်4ပိတ်ရယ်8ထိပ်ရယ်648ဆိုတဲ့ကဏ္ဍကိုတန့်ထုတ်တာနှစ်ကွက်ကဲအဲ့လိုဆိုရင်ဒုတိယကကြည့်ရအောင်ဒုတိယကကျွန်တော်စောစောကပြခဲ့ပြီဟောဒီမှာ6ပိတ်နဲ့နောက်ပေါင်း9နဲ့8လို့ရိုက်ပြီးတာနဲ့အဲ့မှာသူ16ကျိန်ကဏ္ဍကလည်း
ခွန်ထိတ်6ကားပဲဗျာနော်ဟောစောစောကခွန်6တက်တာခွန်6 3နော်ခွန်6 3သူလည်းအဲ့လိုပါပဲဘယ်ဘက်ကနေ3ဝင်မြောက်က3ခါကို3ပိတ်နဲ့ခွန်6 3လို့ရိုက်တာဒီမှာတော့ကဒီခွန်ထိတ်6ကားကိုဘယ်ဘက်3ပင်က1ခါက1ပိတ်ရိုက်တယ်အဲ့ဒါပြီးဒီ6လေး8ဆိုတာကဟောဒီနောက်နောက်မောင်း6ရဲ့အောက်က6ထိတ်ရယ်4ပိတ်ရယ်8ထိတ်ရယ်6လေး8ကိုထပ်ရိုက်တာခုဒီမှာသူကခွန်ထိတ်6ကားပဲနော်ခွန်ထိတ်6ကားကိုသူလိုပဲဘယ်ဘက်က3ဝင်ကဟောဒီ3ခါကို3ပိတ်ရိုက်တာခွန်6 3လို့ရိုက်ပြီးတော့အဲ့ဒီအောက်က269ဆိုတဲ့ကဏ္ဍကတော့ဟောဒီနောက်နောက်မောင်း6ရဲ့အောက်က2ထိပ်ရယ်6ပိတ်ရယ်6ထိပ်ရယ်269ဆိုတဲ့ခဏကိုလည်းတခါတည်းထုတ်တာနော်နှစ်ပေါ်ဆက်တာကိုဒါဆိုကျွန်တော်တတိယကကြည့်ကြမယ်ဆိုရင်တော့စောစောကပြခဲ့တယ်ဒီ6ပိတ်နဲ့နောက်ပေါင်း9နဲ့8လို့ရိုက်ပြီးပြီရိုက်ပြီးတော့အဲ့နှစ်မှာ16ကြိမ်ခဏဆိုတော့ကျွန်တော်တို့ကဒီမှာခွန်ထိပ်6ကတည်လိုက်ပြီခွန်ထိပ်6ကတည်ပြီးတော့ဘယ်ဘက်က3ခွင်မြောက်ကဒီခွန်ခါကိုခွန်ပိတ်လိုက်တော့ခွန်6ခွန်လို့ကျွန်တော်ထိုးနေတယ်နော်ခွန်6ခွန်လို့ထိုးပြီးလို့ရှိရင်တော့ဟောဒီနောက်နှလုံးပေါင်း6ရဲ့အောက်ကထိပ်ဖြစ်တဲ့ဒီ4ထိပ်ရယ်ခွန်ပိတ်ရယ်3ညထိပ်ရယ်4ခွန်3ညဆိုတဲ့ကဏ္ဍထဲကိုထိုးနေတယ်နော်ခွန်6ခွန်4ခွန်3ညနော်ခွန်6ခွန်4ခွန်3ညအဲ့တော့ကျွန်တော်ကမိုးစောက်ကျဲနော်ကျွန်တော်ဒီ site မူကြီးအရာပေါ့နော်ဒီမူအရာဒီ site အရာမိုးစောက်ကျဲ2026ရဲ့16ကျင်းအတွက်ခွန်6ခွန်လို့ပေးပြီးတော့19ကျင်းမှာ4ခွန်20လို့ပေးခြင်းပါတယ်ဗျာနော်ဟုတ်ပြီအဲ့တော့မိတ်ဆွေများအဆင်ပြေကြပါစေဘောအမောတွေပြေးကြပါစေတန်ကောင်းခြင်းများစွာနဲ့နေ့စဉ်ဘဝကိုခက်ခဲမရှိဖြတ်သန်းနိုင်တဲ့ပုံကိုများဖြစ်ကြပါစေဗျာနော်ဒီဖုန်းနံပါတ်နှစ်ခုပါနောက်မို့တော့ကျကန်ဆန်းညသပါလဲတွဲချင်းသမားဆိုရင်ဆက်သွယ်လို့ရအောင်လို့ပါနော်အဲ့တော့ဖုန်းလိုင်းခက်ခဲဖြစ်တဲ့အတွက်လည်းတန်းနိုင်မှာကျွန်တော်တောင်းပန်ပါတယ်နော် message ပို့တာတချို့ကျွန်တော်စီကအထွက်ပြရတယ်နော်နေ့ရက်3ရက်ကျွန်တော်ပို့ရိုးပြီးပို့ရဘာကြောင့်လဲဆိုတော့တချို့ပုံကိုတွေကဟိုကနန်းရှာထိုးရတာအဝေးကလူတွေပေါ့နော်နေတဲ့နေရာမှာကနန်းရောက်တဲ့လူမရှိတော့အဲ့လိုအဝေးမှာသွားပြီးထိုးရတော့ရက်ကြိုးပြီးပြော့ပါဆိုလို့အဲ့တော့ကျွန်တော်3ရက်4ရက်လောက်ခမ်းမကြီးပေါ့နော်အဲ့လိုခွာပြီးတော့ကျွန်တော်ကနန်းပို့တာများတယ်အဲ့တော့ message ကဒီကအထွက်ပြသွားတယ်သူတို့စီကရာသေးဥတို့မကောင်းတော့ဖုန်းလိုင်းမကောင်းတော့သူတို့စီကအဝင်မပြတော့အချိန်ချင်းထပ်ထပ်ဆက်ပြီးတော့မေးကြရတာမျိုးဖြစ်လာလို့ပါเนาะအဲ့တော့ကျွန်တော်ဖုန်းနံပါတ်ဒီနှစ်ခုကိုမှတ်ထားကြပါเนาะဟုတ်ပြီလိုအပ်လို့ရှိရင်ဆက်သွယ်ပါဗျာဟောပြောကြပါခင်ဗျာအားလုံးအတွက်အမြဲတမ်းအဆင်သင့်ရှိပါတယ်ပြန်လည်တွေ့ဆုံကြပါအောင်မယ်ခင်ဗျာ